ဒီနေ့မှာတော့ The Boy and the Magic Seeds ကောင်းလေးနဲ့မော်ဝင်မျိုးစေ့ဆိုတဲ့ပုံမြင်လေးကိုနားထောင်ရင်အင်္ဂလိပ်စာကိုလေ့လာကြပါမယ်။ဒီပုံမြင်လေးကနေကျမတို့ဘဝအတွက်ဘယ်လိုသင်ခန်းစာတွေပေးသွားမလဲဆိုတာအချိန်မဆွဲတော့ပဲအတူတူသွားကြည့်ကြလိုက်ရအောင်။ Once upon a time, in a quiet village, there lived a young boy named Leo.Once upon a time ဆိုတာကဟိုရှိတုန်းကလို့အဓိပ္ပာယ်ရပါတယ် in a quiet village ကတိတ်ဆိတ်အေးချမ်းတဲ့ရွာလေးတစ်ရွာမှာပါ quiet ကတိတ်ဆိတ်တော်လို့သုံးပါတယ် there live နေထိုင်ခဲ့တယ်ဘယ်သူလဲဆိုတော့ a young boy named Leo လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကနေထိုင်ခဲ့ပါတယ် Leo was a very impatient boy he wanted everything to happen quickly Leo was a very impatient boy Leo ကအရန်ကိုစိတ်မရှိတတ်တဲ့ကောင်လေးတစ်ယောက်ပါ patient ကစိတ်ရှိတာဖြစ်ပြီးတော့ရှေ့က I am ထည့်လိုက်လို့ရှိရင်တော့ impatient စိတ်မရှိတော့ဆိုတဲ့ sentiment အဓိပ္ပာယ်ဖြစ်သွားစေပါတယ် He wanted everything သူကအရာအလုံးကိုဖြစ်ချင်ခဲ့တယ် to happen quickly မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ကိုပဲ happen ကဖြစ်သည် quickly ကမြန်မြန်ဆန်ဆန်ပါ One day a wise old man gave Leo a tiny brown seed.One day တနေ့မှာတော့ wise old man ပညာရှိအဖိုးတယောက်က gave Leo ကိုပေးခဲ့တယ် gave ရဲ့အတိတ်ကလား fatu gave ကိုသုံးထားတာပါဘာပေးတာလဲဆိုတော့ a tiny brown seed တင်းငယ်တဲ့အညိုရောင်မျိုးစေ့လေးတစ်စိတ်ကိုပေးခဲ့တယ် tiny ကတင်းငယ်တော့ seed ကမျိုးစေ့ပါ This is a magic seed the old man said.Plant it, water it every day and wait. This is a magic seed. ဒါဟာမော်ဝင်မျိုးစေ့လေးပဲလို့ the old man said. အဖိုးကပြောခဲ့တယ် Plant it, အဲ့ဒါကိုစိုက်ပါ water it every day. နေ့တိုင်းရေလောင်းပါ and wait. ပြီးတော့စောင့်နေပါလို့မှာခဲ့ပါတယ်။ဒီနေရာမှာ water ကိုရေဆိုတဲ့ noun အနေနဲ့မသုံးဘဲရေလောင်းသည်ဆိုတဲ့ကရိယာဘတ်အနေနဲ့သုံးထားတာကိုသတိပြုပါနော်။ Leo planted the seed in his garden with great excitement. Leo planted the seed. Leo ကအဲ့ဒီမျိုးစေ့ကိုစိုက်ပျိုးခဲ့တယ် in his garden သူ့ရဲ့ခြံထဲမှာ with great excitement ကြီးမားတဲ့စိတ်လှုပ်ရှားမှုတွေနဲ့အတူ excitement ဆိုတာစိတ်လှုပ်ရှားမှုကိုပြောတာပါ He watered it on the first day and waited. The next morning there was no plant. He watered it.သူအဲ့ဒါကိုရေလောင်းခဲ့တယ် on the first day ပထမဆုံးနေ့မှာ and waited ပြီးတော့စောင့်နေခဲ့တယ် the next morning နောက်နေ့မနေ့ရောက်တဲ့အခါ there was no plant ဘယ်မှထွက်မလာခဲ့ပါဘူး he watered it again on the second day but still nothing grew he watered it again သူထပ်ပြီးတော့ရေလောင်းခဲ့တယ်on the second day ဒုတိယမြောက်နေ့မှာ bad stay ဒါပေမဲ့လည်းအခုဒီ nothing grew ဘာမှကြီးမထွားလာခဲ့ပါဘူး grow ကြီးထွားတဲ့ရဲ့ verb to grew ကိုသုံးထားတာပါ weak pegs and the ground was stay empty Leo felt very angry and disappointed weak pegs တပတ်ကုန်လုံးသွားတယ် and ပြီးတော့ the ground was stay empty မြေကြီးကဘလာဖြစ်နေတော့မယ်တဲ့Leo felt very angry. Leo အရင်ကိုဒေါသထွက်သွားတယ် and disappointed ပြီးတော့စိတ်ပြတ်သွားခဲ့တယ် disappointed ဆိုတာအမျှော်လင့်ထားသလိုဖြစ်မလာလို့စိတ်ပြတ်တာကိုပြောတာပါ The old man lied to me. Leo shouted. The sea is useless. သူရဲ့ဒီပေကတော့ The old man lied to me. အဖိုးကြီးကလိန်သွားတာပဲလို့ Leo shouted. Leo ကအော်ပြောလိုက်တယ် line ကညာတာပါThis seed is useless ဒီမျိုးစေ့ကအသုံးမကျဘူး useless ဆိုတာကအသုံးဝင်တော့ကျိုးမရှိတော့လို့အဓိပ္ပာယ်ရပါတယ် He stopped watering the seed and walked away He stopped ကိုရပ်တန့်လိုက်တယ် watering the seed ဒီမျိုးစေ့ကိုရေလောင်းနေတာကို and walk away ပြီးတော့ထွက်သွားခဲ့တယ် His mother saw this and smiled gently His mother saw this သူ့မိသားဒါကိုမြင်သွားတယ်and smile gently ပြီးတော့ညင်ညင်တတလေးပြောလိုက်ပါတယ် gently ဆိုတာကတော့တိမ်မွေးညင်တာဆိုလို့အဓိပ္ပာယ်ရပါတယ် She took the water can and started watering the empty ground every day She took သူ့အမေရေကရာကိုယူလိုက်ပြီးတော့ started စတင်ခဲ့တယ် watering the empty ground ဘလာဖြစ်နေတဲ့မြေကြီးကိုရေလောင်းပါတယ် Man passed by then one early morning a small green shoot appeared Mass bed by လာရအများကြီးကုန်လွန်သွားတယ် then အဲ့ဒီနောက်မှာတော့ one early morning မနက်ခင်းစောစောတခုမှာ a small green shoot
အစိမ်းရောင်အပင်ပေါင်းလေးတစ်ခုက appear ပေါ်ထွက်လာခဲ့ပါတယ် shoot ဆိုတာကတော့ညီကြီးကပေါ်ထွက်လာတဲ့အပင်ပေါင်းလေးကိုခေါ်တာပါ it grew taller and taller within a few weeks it became a beautiful tree with golden leaves it grew taller and taller ဒီအပင်ကပိုပိုမြင့်လာခဲ့တယ် within a few weeks ရက်သက်တစ်ပတ်အနေငယ်အတွင်းမှာပဲ it became a beautiful tree လှပတဲ့သစ်ပင်ကြီးတစ်ပင်ဖြစ်လာခဲ့တယ် with golden leaves ရွှေရောင်သစ်ရွက်တွေနဲ့အတူ leaves ကသစ်ရွက် leaf ရဲ့အများကြီးဖြစ်ပါတယ် Leo was amazed he asked his mother how did this happen Leo was amazed Leo ကအရင်ကိုအံ့ဩသွားခဲ့တယ် amazed ကအံ့ဩမြင့်တာပါHe asked his mother သူအမေကိုမေးလိုက်တယ် How did this happen ဒါဘယ်လိုဖြစ်သွားတာလဲတဲ့ His mother replied The magic was not in the seed my son The magic was in the patient His mother replied သူ့မိကပြန်ဖြေတယ် The magic seed was not in the seed မော်ပညာကမျိုးစစ်ထဲမှာရှိတာမဟုတ်ဘူး my son ငါသားရဲ့ The magic was in the patient အစစ်မှန်မော်ပညာဆိုတာကစိတ်ရှည်တည်ခံခြင်းနဲ့မှာပဲရှိတာပါ Patience ဆိုတာကစိတ်ရှည်တည်ခံခြင်းအနာဖြစ်ပါတယ် It was growing its root deep underground when you couldn't see anything It was growing its root အပင်ကသူ့ရဲ့မြစ်တွေကိုကြီးထွားအောင်လုပ်နေခဲ့တာ deep underground ညီကြီးအောင်နဲ့ရှဆိုင်မှာ when you couldn't see anything မင်းပါမကိုမမြင်ရတဲ့အချိန်တွေတုန်းကလေလို့ရှင်းပြလိုက်ပါတယ် roots ကအမြစ်တွေ underground ကမြေအောက်ကိုပြောတာပါဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့Great things take time. Your hard work is growing roots, even when you can't see the rest immediately. ဒီကျခဏတဲ့အရာတွေဖြစ်လာဖို့အချိန်ယူရပါတယ်။တင်ချက်ချင်းရလက်ကိုမမြင်ရသေးဘူးဆိုရင်တော့မှတင်ရင်စူးစမ်းထားမှုတွေကမြေကြီးအောက်မှာအမြင့်တွေလိုတိတ်ဆိတ်ကြီးထွားနေတယ်ဆိုတာကိုယုံကြည်ပါစိတ်မရှိပဲလက်မလျှော့မိုက်ပါနဲ့လို့ပြောချင်တာဖြစ်ပါတယ်။ခုဆိုရင်တော့ပုံမြင်တဲ့ပုံလုံးရဲ့အဓိပ္ပာယ်တွေကိုတတိချာချာသိသွားပြီဆိုတော့listening skill တိုးတက်လာအောင်လို့ပုံမြင်လေးကိုအင်္ဂလိပ်လိုတည်တဲ့အစားအဆုံးပြန်ဖတ်ပြပါမယ်။နင်းစီလေးမိတ်ပြီးဇလန်ထဲမှာစီညိုရေးနားထောင်ကြည့်ကြရအောင်။ Once upon a time in a quiet village, there lived a young boy named Leo. Leo was impatient boy. He wanted everything to happen quickly. One day, a wise man gave Leo a tiny brown seed. This is a magic seed, the old man said. Plant it, water it every day, and wait. Leo planted the seed in his garden with great excitement. He watered it on the first day and waited. The next morning, there was no plant. He watered it again on the second day. Past day, nothing grew. A week passed and the ground was still empty. Leo felt very angry and disappointed. The old man lied to me, Leo shouted. The seed is useless. He stopped watering the seed and walked away. His mother saw this and smiled gently. She took the water can and started watering empty ground every day. Man passed by. Then, one early morning, a small green shoot appeared. It grew taller and taller. Within a few weeks, it became a beautiful tree with golden leaves. Leo was amazed. He asked his mother, How did this happen? His mother replied, The magic was not in the seed, my son. The magic was in the patient. It was growing its root deep underground when you couldn't see anything. ဘဝမှာအမြင့်မှုတွေရလက်ကောင်းတွေချက်ချင်းမမြင်ရသေးလို့စိတ်ဓာတ်တွေကျနေတဲ့သူတွေတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးစိတ်ခွန်အားတွေရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရေလမ်းပေါင်းတင်နေတဲ့၍အချိန်တန်ရင်ရှင်အောင်တည့်ရတဲ့ဝေဆလာမှာသိကြပါပဲရှင်။နောက်တက်လည်းဒီလိုပုံမြင်လေးတွေနဲ့အင်္ဂလိပ်စာလေ့လာခြင်းသိရင်တော့ comment မှာရေးပေးခဲ့ပါအောင်နော်။အားလုံးပဲဒါချမ်းမြေတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။